ကြိုက်တီယိုတောင်တက်ကားများပြေးဆွဲချိန်တိုးမြင့်ပေးမည်စနိုရှင်ကြိုက်တီယိုစိတ်ရောမြတ်ကြီးကိုလာရောက်ဖူးမြော်တဲ့ဖျားဖူးခီးတဲ့တွေတိုးလာရင်တောင်တက်ကားပြေးဆွဲချိန်ကိုပုံမတိုးမြင့်ပြေးဆွဲသွားဖို့စီစဉ်ထားတယ်လို့စိတ်ရောမြတ်ကြီးရဲ့ဂောဘကားဖွဲ့ရနေသိရပါတယ်။ကြိုက်တီယိုစိတ်ရောမြတ်ကြီးကိုဇန်နဝါရီလပထမပတ်တွင်ကပြည်တွင်းပြည်ပဖျားဖူးခီးတဲ့6900ကျော်လာရောက်ခဲ့တယ်လို့သိရပါတယ်။ဖျားဖူးခီးတဲ့တွေအဆင်ပြေစေဖို့အတွက်နေ့စဉ်မနက်6နာရီကနေညနေ6နာရီထိတောင်တက်ကား152စီးနဲ့ပြေးဆွဲပေးနေပြီးဖျားဖူးတွေအခုထပ်ပိုများလာရင်အချိန်တိုးမြင့်ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ကြိုက်တီယိုစိတ်ရောမြတ်ကြီးကောပကားဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်။ကြိုက်တီယိုစိတ်ရောကြီးမှာဖျားဖူးခီးတဲ့တွေအတွက်စားတောက်ဆိုင်လက်ဖက်ရည်ဆိုင်ဟိုတယ်နဲ့တဲခိုကန်တွေဖွင့်လှစ်ထားသလိုစီမီကူးတောင်ဓမ္မယုံနဲ့ပြည်စုံဓမ္မယုံတို့မှာလည်းအခမဲ့တဲခိုဆောင်တွေဖွင့်လှစ်ပေးထားတယ်လို့သိရပါတယ်။ကြိုက်တီယိုစိတ်ရောမြတ်ကြီးရဲ့ဖျားပွဲတော်ကိုနေ့စဉ်သတင်းကျွတ်လာပြင်းနေရနေကဆုံလာပြင်းနေထိကျင်းပလေးရှိပြီးဖျားဖူးပြည်သူတွေနေနဲ့12ရာသီပတ်လုံးအချိန်မရွေးသွားရောက်ဖူးမြော်နိုင်တယ်လို့သိရပါတယ်။